ဒီသုံးလုံးလေးကိုသိပြီးသွားပြီလားမသိသေးလို့ရှင်တူတူလေးလာကြည့်အောင် Number 1တယောက်ယောက်နဲ့ဆက်ဆံရေးအဆင်ပြေတယ်တငယ်ချင်းပဲဖြစ်ဖြစ်မိတ်ဆွေပဲဖြစ်ဖြစ်ဆက်ဆံရေးအဆင်ပြေတယ်ဆိုရင် get on well ကိုသုံးလို့ရပါတယ် For example I get on well with my colleagues I get on well with my colleagues ငါလုပ်ဖို့ကိုင်ဖက်တွေနဲ့အဆင်ပြေတယ် Number 2နဲ့တယောက်ယောက်နဲ့ဆက်သွယ်မပြတ်ဘဲနဲ့နေမယ်ဆိုရင် keep in touch stay in touch ကြိုက်တာသုံးလို့ရတယ်เนาะ So for example let's keep in touch after you move away မင်းပြောင်းသွားရင်တော့မှအဆက်အသွယ်မပြတ်ဘဲနဲ့နေကြရအောင် Number 3အနေနဲ့အဆက်အသွယ်ပြတ်သွားလို့ရှိရင် lose touch with ကိုသုံးလို့ရပါတယ် For example I've lost touch with my old friends ဒါဆိုရင်တော့ငါတငယ်ချင်းဟောင်းနေနဲ့အဆက်အသွယ်ပြတ်သွားပြီအဆက်အသွယ်မရှိတော့ဘူး Number 4အနေနဲ့တယောက်ယောက်နဲ့စကားများရင်ဖြစ်ပြီးတော့အဆက်ဆက်မလုပ်တော့ဘူးထပ်ပြီးတော့မပေါင်းတော့ဘူးဆိုရင် fall out with ကိုသုံးပါတယ် For example အနေနဲ့ I fell out with my best friend over something stupid ဆိုတော့ငါနဲ့ငါတငယ်ချင်းနဲ့ဘာမဟုတ်တဲ့ကိစ္စတစ်ခုနဲ့ရန်ဖြစ်ပြီးတော့ဆက်သွယ်မလုပ်တော့ဘူးဆက်ပြီးတော့မပြောတော့ဘူးဆိုတော့နောက်ဆုံးတစ်ခုအနေနဲ့တယောက်နဲ့တယောက်ပြန်ပြီးတော့ပြေးလည်အောင်ညှိကြတဲ့အဆင်ပြေအောင်လုပ်တယ်ဆိုရင် make up ကိုသုံးလို့ရပါတယ် For example they had a fight yesterday but they made up the next day သူတို့မနေ့ကရန်ဖြစ်ခဲ့ကြတယ်ဒါပေမဲ့နောက်တစ်နေ့မှာတော့သူတို့ပြန်ပြီးတော့ပြေးလည်အောင်လုပ်ကြတယ်ပြန်ဆင်ပြေသွားကြတယ်ဒါမျိုးပေါ့နော် Okay ဒါလေးတွေအကျိုးရှိတယ်ဆိုရင် comment မှာ yes လို့မှန်ခဲ့ပြီเนาะနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ် bye bye